တနေ့တာကုံသွားတယ်ဒါပေမဲ့ကိုယ့်ရဲ့လုပ်ရက်ကိုအားမလို့အားမရဖြစ်နေတဲ့သူတွေကိုအားမရတဲ့သူတွေကိုတိုးတက်တယ်လို့မခံစားရဘဲနဲ့ဒီနေရာမှာပဲရှိနေတယ်ဆိုပြီးတော့ကိုမကြင်မနှက်စိတ်တွေနဲ့အိယာဝင်တဲ့သူတွေရှိလားအဲ့လိုလူတွေအတွက်ကိုဒီနေ့မျှဝေမယ်နီလန်ကောင်းလေးတစ်ခုရှိပါတယ်ဒီနီလန်လေးကတကယ်ကိုအလုပ်ဖြစ်တဲ့စုံနေတီကိုကြည့်ပြီးသားအောင်နော်အဲ့တော့ဟုတ်တယ်ကျမတို့တွေတနေ့ကလူတိုင်းကစူးစမ်းနေကြတာပဲဒါပေမဲ့အိယာဝင်ပြီဆိုငါဒီနေ့ exercise လုပ်ချင်တာမလုပ်ခဲ့နိုင်ဘူးကျင်းကိုသဘောမကျပြောင်းဒီနေ့ငါစာတနာလုံးမပြောတယ်မလုံးလိုက်လည်းပြောင်းဖုန်းသုံးလိုက်မိတယ်ကိုဒီလိုစိတ်တွေအပြစ်ရှိစိတ်တွေကိုအားမရတဲ့စိတ်တွေနဲ့ကျမတို့ကအိယာဝင်လေးရှိတယ်အဲ့လိုမျိုးတစ်နှစ်ဝင်နှစ်နှစ်ဝင်တစ်လဝင်တဲ့အချိန်မှာကျမတို့ကို respect မရှိတော့ကိုလည်းမချစ်တော့ဘူး self esteem တွေကလည်းလျော့လာမှဖြစ်ပါတယ်အဲ့တော့ကိုအနေနဲ့ကိုရဲ့တစ်နှစ်တာကိုပျော်ရွှင်နဲ့အကောင်းဆုံးလုပ်ခဲ့ပြီးတော့ညအိယာဝင်ကန်ဒီမှာကျမတို့ကို appreciate လုပ်တဲ့နီးလေးကိုချစ်လာအောင်လုပ်မဲ့နီးလေးကိုမျှဝေသွားမှာဖြစ်ပါတယ်ဒီနီးလန်းလေးကတော့ကိုယ့်ရဲ့တစ်နေ့တာမှာအောင်မြင်လုပ်နိုင်ခဲ့တဲ့၅ချက်ကိုစာအုပ်ထဲမှာခြာရေးရမှာဖြစ်ပါတယ်အဲ့ဒီ၅ချက်ကအကြီးတွေအောင်မြင်နေမှာမဟုတ်ဘူးဒီနေ့ကိုကစောအိယာထခြင်းတယ်ဒါပေမဲ့အရင်တော့ဆိုမထားဘူးဒီမနေ့ထားလိုက်ပြီလေဒါလည်းအောင်မြင်မှုပဲအဲ့တော့ငါမနေ့စောအိယာထားလိုက်နိုင်တယ်နံပါတ်2ချက်ငါအလုပ်ကိုသွားတဲ့အချိန်မှာငါတယောက်ကိုပြုံးပြလိုက်နိုင်တယ်စသဖြင့်ကိုအတွက်အရင်နေ့ရလို့မဟုတ်ဖင်းနဲ့အောင်မြင်မှုလို့ခံစားရတဲ့အရာလေးတွေကိုခြာရေးပါအဲ့ဒီ၅ချက်ကိုခြာရေးကြည့်ပါကိုတိုင်ကညအိယာမဝင်ခင်မှာကိုယ့်ရဲ့အောင်မြင်မှုဂျာနယ်ကိုရေးရမှာဖြစ်တယ်အောင်မြင်မှုကိုယ့်ရဲ့အောင်မြင်မှုတွေကိုချရေးရမှာဖြစ်တာဖြစ်တဲ့အတွက်ကိုကညမိတ်ခင်မှာကိုဂုံယူရမယ်ကိုအောင်မြင်တယ်လို့ထင်မဲ့အရာတွေကိုရွေးပြီးတော့မှလှုပ်လာမိမှာဖြစ်ပါတယ်တတိယပါအဲ့လိုအောင်မြင်မှုကိုရေးနေတဲ့ချိန်မှာလဲကိုဘသူမှမြင်စရာမလိုကိုယ့်ဘက်ကကိုစိတ်ကြိုက်ပြုံးပြီးတော့ကိုယ့်ရဲ့အောင်မြင်မှုတွေကိုရှင်နဲ့ခံစားပြီးတော့ရေးပေးကြည့်ပါအဲ့လိုရေးတဲ့အချိန်မှာဘာတွေဖြစ်လာမလဲဆိုရင်ကိုအားမလို့အားမြဖြစ်တာတွေလျှော့လာပြီးတော့ကိုယ့်ရဲ့ဖြစ်တည်မှုတွေကိုချစ်တတ်လာမယ်ကိုယ့်ရဲ့လုပ်နေတဲ့အရာတွေကို appreciate လက်ခံပေးနိုင်လာမယ် and then ကိုအပြည့်အဝချစ်လာမှာဖြစ်ပါတယ်အဲ့တော့ကိုအားမရဘူးလားနောက်အဲ့ရမဝင်ခင်မှာအောင်မြင်မှု၅ခုကိုခြာရေးကြည့်ပါမိတ်ဆွေနေ့တိုင်းမှာအောင်မြင်မှုတွေရှိနေပါတယ်ကျမတို့ကသေးလို့မမြင်ကြအောင်ဆောင်ထားမိတဲ့အရာတွေပဲဖြစ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ကျမတို့ coach တော့ပါကျမနဲ့စိတ်ပိုင်းဆိုင်ရာမှာလမ်းပြောင်းနေတဲ့အခုလိုမျိုးကိုအားမလို့အားမရဖြစ်နေတဲ့ကိစ္စတွေဆွေးနွေးတိုင်ပင်ခြင်းနဲ့ဆိုရင်တော့ one-on-one coaching တယောက်တည်းဆွေးနွေးတိုင်ပင်လို့ရမယ်အခွင့်အရေးလေးရှိနေပါတယ်ဒါကိုစိတ်ဝင်စားတယ်ဆိုရင်အောက်မှာအထူးကြီးနဲ့ပေးထားတဲ့အထူးလူ9ယောက်ပဲရှိပါတယ်အဲ့ဒီ9ယောက်ထဲမှာကိုပါခြင်းနဲ့ဆိုတော့အောက်မှာ TTA လို့မှန်းခဲ့ပြီပါအားလုံးပဲ coaching session မှာတွေ့ကြမယ် bye bye